နေ့စဉ်နက်နက်ဆိုအပ်သောဆုတောင်းမြတ်တာများခရစ်စုအမှတ်ခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်၏နာမတော်မြတ်နှင့်အာမင်တန်ရှင်းသောဝိညာဉ်တော်ကိုဖိတ်ခေါ်ခြင်းမြတ်တာအိုတန်ရှင်းသောဝိညာဉ်တော်မြတ်ဘုရားကြွလာတော်မူပါဘာသာတူအပေါင်းတို့၏နှလုံးကိုပြေဝစေတော်မူ၍ချစ်လေးမြတ်ခြင်းမီးလျံဖြင့်လဲထွန်းတောက်စေတော်မူပါဝိညာဉ်တော်မြတ်ကိုစေလွှတ်သဖြင့်ဘာသာတူတို့၏ဝိညာဉ်တို့သည်တန်ရှင်းဖြူစင်ခြင်းသို့ရောက်ပါလိမ့်မည်မြင်မျက်နှာပြင်သည်လည်းအသစ်ပြုပြင်ခြင်းသို့ရောက်ပါလိမ့်မည်ဆုတောင်းကြစို့တန်ရှင်းသောဝိညာဉ်တော်၏အလင်းကျေးဇူးတော်အားဖြင့်ဘာသာတူအပေါင်းတို့ကိုသွန်သင်တော်မူပေသောအိုမြတ်စွာဘုရားသခင်၎င်းဝိညာဉ်တော်အားဖြင့်ဖြောင့်မှန်ရာကိုနှစ်သက်၍တာယာချမ်းသာခြင်းကိုခံစားအံ့သောငှာကျွန်ုပ်တို့သခင်ယေရှု၏ကုသိုလ်တော်အကျိုးဆက်ကိုထောက်တော်မူ၍ကျွန်ုပ်တို့အားကယ်မသနာတော်မူပါအာမင် Gloria Patri ခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်အားဖုံးတော်ဂုဏ်တော်ရှိပါစေအစအဦးကဖုံးတော်ဂုဏ်တော်ရှိသည့်အတိုင်းယခုမှစ၍ကမ္ဘာအဆက်ဆက်ရှိပါစေကိုးကွယ်ခြင်းမြတ်တာအထူးသဖြင့်မြင့်မြတ်တော်မူလာသောခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်ပုဂ္ဂိုလ်သုံးပါးတစုဖျားကိုဤနေရာ၌အမှန်ရှိတော်မူကြောင်းကိုကျွန်ုပ်တို့ယုံကြည်ခြင်းရှိပါ၏စိတ်နှလုံးကျွမ်းမဲ့ကိုယ်တော်ကိုချစ်မြတ်နိုး၍ရိုသေစွာဥချရှိခိုးပါသည်ကျွန်ုပ်ကိုဖန်ဆင်း၍ဟုတ်မှန်သောတရားအလင်းတော်သို့ပို့ဆောင်ခြင်းဤည၌ကိုလက်မကွာထားတော်မူခြင်းကျေးဇူးတို့ကိုအဘယ်သို့ဆက်တင်နိုင်ပါမည်နည်းဤနေ့တွင်ကြင်ကြံလှုပ်ဆောင်သမျှကိုကိုတော်အားပူဇော်ပါသည်အပြည့်ဒုစရိုက်မှလွတ်ကင်းစေတော်မူမည်အကြောင်းနှင့်ဘေးရန်အပေါင်းမှကွယ်ကားဆောင်းလျှောက်တော်မူမည်အကြောင်းကိုကျွန်ုပ်သည်ညွတ်တွားစွာတနာတော်မြတ်ခံပါသည်ဖေဟာနေ့စဉ်နက်နက်ပူဇော်ခြင်းမြတ်တာအိုသခင်ယေရှုရှင်နှလုံးတော်ဤနေ့၌ကျွန်ုပ်တို့လိုအပ်သမျှကြံသမျှခံရသမျှသောဒုက္ခများနှင့်ပို့ရသမျှသောဆုတောင်းမြတ်တာများကိုရွှေစိတ်အကြံတော်နှင့်တလုံးတဝါတည်းထားပြီးတင်တန်ရှင်းစင်ကြယ်သောမေတော်၏နှလုံးတော်ကိုအမိပြုလျက်ကိုရောအားတင်ပူဇော်ပါသည်အာမင်သခင်ယေရှုစီရင်ထားတော်မူသောမြတ်တာကောင်းကင်ဘုံ၌ကျင်းဝတ်တော်မူသောကျွန်ုပ်တို့အဖကိုရော၏နာမတော်အားယိုသေးလေးမြတ်ခြင်းရှိပါစေသောကိုရော၏နိုင်ငံတော်သည်ရောက်ပါစေသောကောင်းကင်ဘုံ၌ဖြစ်တဲ့ကဲ့သို့မြေကြီးပေါ်၌လည်းကိုရော၏အလိုတော်သည်ပြည့်စုံပါစေသောနေ့စဉ်မပြတ်အလိုရှိသောအရာစားတို့ကိုကျွန်ုပ်တို့အားယနေ့၌ပင်ပေးသနာတော်မူပါကျွန်ုပ်တို့ကိုထိခိုက်ကျွလွန်သောသူတို့အားကျွန်ုပ်တို့အခွင့်လွှတ်တဲ့ကဲ့သို့ကျွန်ုပ်တို့၏အပြစ်တို့ကိုလည်းအခွင့်လွှတ်တော်မူပါနှောက်ယှက်ခြင်းအမှုတို့၌ကျွန်ုပ်တို့ကိုပါဝင်ခြင်းမရှိစေဘဲလျက်မကောင်းဟုသမျှနှင့်ကင်းလွတ်စေတော်မူပါအာမင်တရားဓမ္မတော်ကမာရိယအားနှုတ်ဆက်ခြင်းမြတ်တာဂုဏ်ကျေးဇူးတော်နှင့်ပြည့်စုံတော်မူသောမာရိယသခင်မအားမင်္ဂလာဖြစ်စေတည်းဖျားသခင်သည်သခင်မ၌ကျင့်ဝတ်တော်မူ၍မိန်းမတကာတို့တွင်သခင်မသည်မွန်မြတ်တော်မူသည်သခင်မ၏ဝမ်းတော်၌ပရိသေတွေယူတော်မူသောယေရှုသည်လည်းမွန်မြတ်တော်မူသည်မြတ်စွာဘုရား၏မေတော်တန်ရှင်းသောမာရိယယခုမှစ၍တေကန်ဒီတွင်အပြည့်ရှိသူကျွန်ုပ်တို့ဖို့ငါဆုတောင်းတော်မူပါအာမင်တပည့်ကြီးတန်ဃာတော်တို့စီရင်ရေးထားကြသောယုံကြည်ခြင်းအချုပ်အားလုံးစုံကိုတတ်နိုင်တော်မူထားသောမိုးမြေတို့ကိုဖန်ဆင်းတော်မူထားသောခမည်းတော်ဘုရားကိုယုံကြည်လေးမြတ်ခြင်းရှိပါ၏ခမည်းတော်၏တပါးရီသောသားတော်ယေရှုခရစ်တုကျွန်ုပ်တို့၏သခင်သည်တန်ရှင်းသောဝိညာဉ်တော်အားဖြင့်ပရိသေတွေယူတော်မူ၍ကညာမာရိယမှပေါက်ဖွားတော်မူသည်ပုံစီဦးပီလာဒိုမင်းလက်ထက်ဒုက္ခဆရာကျင့်ခံတော်မူ၍တန်ကျင်၌တတ်ထားသဖြင့်အသက်တော်ထွက်၍အလောင်းတော်ကိုတင်းကြိုသည်အောက်နေရအရက်သို့ဆင်းကြွတော်မူ၍တတိယနေ့တွင်တေသီသူတို့အစုမှရှင်ပြန်ထမြောက်တော်မူသည်ကောင်းကင်ဘုံသို့တက်တော်မူ၍အားလုံးစုံကိုတတ်နိုင်တော်မူထားသောခမည်းတော်ဘုရားလက်ရာဘက်မှထိုင်၍နေတော်မူသည်ထိုမှရှင်သူတေသူလူတို့ကိုစီရင်စေကြောတော်မူရန်ကြွလာတော်မူလိမ့်မည်ဤအကြောင်းချက်တို့ကိုယုံကြည်လေးမြတ်ခြင်းရှိပါသည်တန်ရှင်းသောဝိညာဉ်တော်ဘုရားကို၎င်းတန်ရှင်းသောကာတော်လိအသင်းတော်ကို၎င်းသူတော်သူမြတ်အပေါင်းတို့သည်တလုံးတဝါတည်းဖြစ်၍အချင်းချင်းအကျိုးကုသိုလ်တို့ကိုခံစားရကြောင်းအပြည့်ဟုသမျှကိုလွှတ်ကြောင်းကိုယ်ခန္ဓာရှင်ပြန်ထမြောက်မည်အကြောင်းအစဉ်ထာဝရအသက်ရှင်မည်အကြောင်းတို့ကိုလည်းယုံကြည်လေးမြတ်ခြင်းရှိပါ၏အာမင်ယုံကြည်ခြင်းမြတ်တာမောင်းရင်ခြင်းနှင့်ကင်း၍တစ္ဆာသမารီနှင့်ပြည့်စုံတော်မူသောအိုမြတ်စွာဘုရားသခင်ကိုရောဤဗျာဒိတ်တော်နှင့်အညီတန်ရှင်းသောကာတော်လိအသင်းတော်သွန်သင်သမျှကိုတည်မြဲစွာအကျွန်ုပ်ယုံကြည်ခြင်းရှိပါသည်မျှော်လင့်ခြင်းမြတ်တာအားလုံးစုံကိုတတ်နိုင်တော်မူသောအနန္တကရုဏာသနာခြင်းနှင့်ပြည့်စုံတော်မူသောထားတော်မူရာဂရုတော်၌လည်းအမြဲတည်တော်မူသောအိုမြတ်စွာဘုရားသခင်
ယေရှုခရစ်တုသခင်၏ကုသိုလ်တော်အကျိုးဆက်ကိုထောက်၍ကျူးလွန်မိသောအပြစ်တို့၏အခွင့်ချမ်းသာကို၎င်းယခုဘဝ၌ကိုရော၏ကျေးဇူးတော်ကို၎င်းကိုရော၏ပြည့်ညတ်တော်တို့ကိုစောင့်ထိန်ပါမူနောင်ဘဝ၌ထာဝရဒုက္ခချမ်းသာကိုရပါမည်အကြောင်းကျွန်ုပ်တောင်းတမျှော်လင့်ခြင်းရှိပါသည်ချစ်လေးမြတ်ခြင်းမေတ္တာအိုမြတ်စွာဘုရားသခင်ကိုရောသည်အတိုင်းမသိကောင်းမြတ်တော်မူ၍ဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူသောကြောင့်နှလုံးအကျဉ်းမဲ့ကိုရောကိုအရာခတ်သိမ်းတို့တဲ့ချစ်ခင်မြတ်နိုးခြင်းရှိပါသည်သူတစ်ပါးကိုလည်းကိုရော၏ရွှေမျက်နှာတော်ကိုထောက်၍ကိုရောရှင်ကဲ့သို့ချစ်ခင်မြတ်နိုးခြင်းရှိပါသည်မြတ်စွာဘုရားရှင်၏ပြည့်ညတ်တော်သည်10ပါးသည်1ဖျားတစုအပြင်မြည်သည့်အရာတော်ကိုဖျားမှတ်နှင့်ကိုးကွယ်ခြင်းမပြုလင်2ဖျားရှင်၏နာမတော်မြတ်ကိုမယိုမသေးသုံးဆောင်ခြင်းကိုမပြုလင်3ဖျားရှင်၏သတင်းပွဲနေ့တို့ကိုစောင့်လော4မိဘတို့အားယိုသေးခြင်းကိုပြုလော5လူ၏အသက်ကိုတပ်ပုတ်ခြင်းကိုမပြုလင်6ကာမဂုဏ်အမှု၌ကျူးလွန်ခြင်းကိုမပြုလင်9သူ၏ပစ္စည်းဥစ္စာကိုခိုးယူခြင်းမပြုလင်10မူသားသက်သေခံခြင်းကိုမပြုလင်9သူ၏သားများကိုတက်ဆွမ်းခြင်းမရှိစေလင်10သူ၏ပစ္စည်းဥစ္စာကိုလိုချင်သောလောဘစိတ်မရှိစေလင်အသင်းတော်၏ကျင့်ဝတ်တော်သည်6ပါးသည်1တနင်္ဂနွေနှင့်ဘာသာဝတ္တရားပွဲနေ့တို့၌မစ္စာတရားတော်မြတ်ကိုနာယူကုန်လော2တနည်းလျင်အ ਨੇ ဆုံးတစ်ကြိမ်အာဘတ်ဖြေကုန်လော3ပါစကားပွဲကာလ၌ကိုရောမြတ်ကိုပင့်ယူကုန်လော4ဝါရှောင်ခြင်းနှင့်အသားရှောင်ခြင်းပြုရမည့်နေ့တို့ကိုစောင့်လော5ယဟန်တန်ဃာတော်တို့အားထောက်ပံ့ကူညီခြင်းကိုပြုလော6လက်ထက်ထိမ်းများခြင်းပွဲအမှုမပြုအပ်သည့်ကာလနေ့တို့၌ရှောင်ကုန်လောကိုဆောင်တရားပြုအပ်သည့်မေတ္တာဖျားရှင်ကအမိန့်တော်ရှိ၍ကျွန်ုပ်ကိုဆောင်တော်တရားအကျွန်ုပ်အားနေညမပြတ်ဆုံးမသွန်သင်ကြည့်ရှုဆောင်မတော်မူပါအာမင်